เคထားရမှာထားရဒီတိုင်းโอเคဒီနေရာတော့ပေါမှုနဲ့လာများနေကျွန်တော်ပြောသားလာတို့ကမရမဲစာပြပြီးလာများပေါ့နော်ပြပြီးလာစားကြည့်ရကျွန်တော်ငါများမရမဲဟုတ်ဒီတစ်ခါတော့ဇိုင်းနဲ့ပလောလိုက်ဒီတစ်ခါများဝကြည့်လာလေကြည့်ဦးနဲ့ပေါမှုနဲ့များလေအနေပြီးဒီတစ်ခါတော့လာစားကြည့်ပေါ့နော်ရေလေတော့တာနေအောင်ပဲဒီနေ့ရေးပြအခုလိုရေးပြနော်ကျွန်တော်လူရှေ့တော့ငါတော့ငါတာပေါ့နော်တကယ်ငါတာတော့ပတ်မှုတော့မမြောက်မရပတ်မှုမပတ်မဲဆိုတော့အဆင်မပြေသေးဘူးသူပင်ဒီကတော့မြောက်ငါတာတော့ငါတာနာဒီကတော့ကိုပဲဟိုပဲချလေပလန်နေလေးပါလေတော့ရောင်းတော့မသိပလန်နေကကိုငယ်ကိုကြီးမဟုတ်အဲ့ရောအဲ့ဒီကောင်ကမများလူရှိကိုကြီးလူရှိချင်းနေကြည့်အောင်ချင်းနေမျိုးရှိလဲဆိုရင်ပြီးမှလိုက်ကြည့်အောင်နော်ငါဘယ်နှကောရအောင်ဆိုရလားမရလားဆိုပြီးဒီတစ်ခါကျွန်တော်ဖွဲလို့လူများလာပြီးတဖြည်းဖြည်းနဲ့ချော်ဖြေရပြီတယောက်လေးတော့နေရောလေးတော့လာများတယ်တကယ်ကြီးလေးရှိတယ်ပြောပေါ့နော်ကျွန်တော်ခေါ်အခုလို့လာများရှယ်လူတွေနေရာလာပို့ပေးမယ်ကျွန်တော်ကိုတိုင်ကျွန်တော်တူလိုက်မြလိုက်ရရေတော့တော်တော်လေးကြီးရနေအောင်မြင်ရေကြည့်ပါဦးမြင်ไปแล้วพระเจ้าว่าမြောက်မလို့ကောမဲနေတော့နေတော့ငါတို့ไปแล้วพระเจ้าတော့လိုက်ဝါဆောပြမယ်နော်ဘုန်းကြီးတော့ပြရည်ကိုဝါလို့စမ်းမဖားလေကဲချင်းနေလိုက်ကြည့်လိုက်ဦးနော်ဆက်တယ်လောက်လိုက်ဦးမယ်တဲ့ကျွန်တော်တို့မပေါ်လားပါလဲမဆိုဖြစ်ပြနော်အမပေါ့မတထောက်များပါလိမ့်ပဲငါတက်ပေါ်လိမ့်မငါပြောတော့ညင်းနေတယ်အမကျွန်တော်ပဲငါမြောက်မရဘူးသူများလေးကိုယူရတယ်ဟုတ်သူတို့လည်းငါမြောက်thế bảo quá nếu mà thú này mà cày à ông theo sao đâu đi này ô xe có này ông mày ạ ông con lên lốp nếu này lốp đi có này ông mày ạ phổ biến mà phổ biến đâu à im lắm nhiều mà hầu á phổ biến lên ngon mấy chuyện mà chỉ ra lên mà mà thôi đi chứ phải cô ăn một phổ biến tàu thay rồi tàu nó phổ biến thêm rồi ngã Japan này im chỉ sao thì có gì đấy im nhiều gì đấy chi nhau mới mà ấy đâu mới đi Japan mà sao được rồi phổ biến là tôi ngã mấy chỉ Japan này làm màแต่ก็ดีมีออกมาซาแต่พอตัวแต่เวลามีออกมาตัวนี่ก็หมุนเน่เนี่ยอันนี้ก็หมุนเน่ไล่เชี่ยอยู่อ่ะไม่คิดว่าตัวเองจะได้ยังมัวไล่เลยเนี่ยเจ้าอุ้งย้อนนี่ก็หมุนเน่ปุ๊บเลยโป๊ะอ่ะเจ้าอุ้งย้อนนี่ล่ะเจ้าอุ้งย้อนนี่ดีมาปั้มยูยี่ไอ้แบบเอาพอเล่าเลยให้อยู่ไอ้กูนั่นน่ะสิพอเล่าเลยสิบ่มันพอเล่าเลยต่อเตะบ่เวลาลืมเนี่ยว่าตัวยิ้มลงย้อนอะไรมึงเฮ้ยเดี๋ยวตัวพอต้องลืมมั้งล่ะตัวเมียเสียตัวเบี้ยอะไรตัวเมียเสียเมียเอาผมว่าเอาหมดเมียดีมาพอเราเตี้ยๆจนเราชี้ย้อนเต่าไอ้แปลงไทยกุยมาก้อยเดี๋ยวเลยจนมาพอบ้างเนี่ยเตี้ยๆเลยทำไมนี่ใหญ่เรื่องงานยุ่งแล้วขอโทษเรื่องงานยุ่งได้เลยตอนนี้มา